你爸妈来，တော်ပြီ 没有？ တော်ပြီဘိုက်ပြည့်နေတော့မလေး 接着呢？ အားရဟိုလေးရငါတို့ဝမ်းကိုလှမ်းကြည့်နေတိလို့လားမသိ ဩထားရစမ်းပါကွာသူ့ပုံစံကြည့်လိုက်အောင်စုပ်သီးစုပ်ပြတ်နဲ့ပတ်စံတောင်းတဲ့လူနေမှာပါကွာ 等下进入，看那喏。 ဟောအေး အဖေကျိုးပါလိုက်လောက်တာလေတမျိုးရှက်ခွက်အောင်လုပ်နေရတာအဖေပုံစံနဲ့အဖေပြန်ကြည့်ပါဦးလမ်းဘေးကတရောင်းစားမှာအဖေချက်သားနိုင်သားနာအောင်ပဲတမျိုးတိတ်ခါကြောင်မလုပ်ပါနဲ့အဖေပြန်มาတော့ကဲငါပြန်လာပြီ ဆီယာမာကြီးကကြားလိုက်တာ နင်တို့နင်းနဲ့ဟိုဦးလေးနဲ့သိရလား မသိပါဘူးဟာတနာတို့ခေါ်ပြီးပတ်စံပေးတာဟာ ကဲလိုက်ထားငါတို့အားလုံးနဲ့တင်တန်းပြီးတော့မယ်ဆိုတော့ငါတို့တင်တန်းပြီးရင်ဘာလို့ကြမလဲ ငါတော့ဂျပန်သွားမယ်လို့စိတ်ကူးထားတယ်ကွာ ငါတော့ငါရုပ်ရည်နဲ့ငါအသားရည်နဲ့ဆိုငါကိုရီးယားမှာအဆင်ပြေမှာဟာ ဟုတ်ပါပြီကဲအဲ့ဒါဆိုငါတင်တန်းနေနေပြီတော့တွားကြမယ်လေဒီနေ့မင်းရှင်းရမယ်တဲ့နော်မင်းရှင်းလိုက် အေးဦးလေးပတ်စံရှင်းမယ်ပြု ဟောတင်တန်းပြီးတော့ငါမိုးတိုင်ဖွင့်မှာဟာရဘာတန်းလည်းမသိဘူးရ ကြားလိုက်တယ် အေးဘာဖြစ်တာလဲမသိဘူး ဟာရကိုကိုမေးကြည့်လိုက်အောင်ကိုကိုခုနကဘာဖြစ်သွားလဲဦးလေးကြောက်ကားလိုက်သွားတာဗျတနာပါတယ်ဗျာသာသမီရွှေမျိုးရဲ့မရှိကြဘူးထင်တယ်ဗျမှုပမာဆိုလို့ဘယ်သူမှလည်းနားမကြရဘူးလေတိုက်သွားရကလည်းထွက်ပြေးသွားရဗျကြည့်ရတာတနာပါတယ်ဗျာ ဘာလို့တော့ဆက်ဆူလိုက်အောင်မရအောင်လေ ဒီကောင်ကိုနဲ့မဆိုင်မယ်လောက်ပြန်ကွာ ဟဲ့မြန်တို့ဆောင်းကနေတော့နားလို့ပတ်စံထဲတဲ့ဦးလေးကိုကားတိုက်သွားတာဟာ အဖေဘလို့ဖြစ်ရလဲဖေရဲ့ အဖေလာတယ်ဆိုတာသမီးလေး303လို့အဖေစုထားတဲ့လက်ဆံလေးလာပြီးတာသမီးကိုတိတ်ခါကြောက်လောက်တာမဟုတ်သမီး သမီးတော်ရဲ့ဖေရဲ့သမီးမကိုခေါ်လို့ပါ ခွေးပါရဲ့သမီး သမီးမကိုခေါ်လို့ပြပါဖေရဲ့ သမီးသုံးဖို့ မြန်တို့ကနင်ကရုပ်လေးကြတော့တော်စိတ်တွေအောက်တန်းကြတာပဲဟာဒါအစိုးရနင်းပြပါပြောလိုက်ဘာဖြစ်မှဆိုလို့လဲ အဲ့လေဟာဆောကြီးကဒီဦးလေးကနင်းဖေးပါလို့ပြောရင်ခုလိုမျိုးဖြစ်လာမှာမဟုတ်ဘူးကမြင်တို့ကနင်းဟာ ဖေသမီးစားစီပါအဖေ ယောက်ျားကောင်းလို့မြင်ရှင်နေမှမျိုးသိချာအခက်ခဲရတဲ့ဘဝတိုက်ပွဲမှာအပြုံး ဖေပုံစံအဖေပြန်ပြီးတော့လမ်းဘေးကတရောင်းစားမှာအဖေချက်သားနိုင်သားနာအောင်ပဲတမျိုးတိတ်ခါကြောင်မလုပ်ပါနဲ့ဖေရဲ့အဖေပြန်มาတော့ သမီးအတွက် ရဲ့တရား all the while